ဒါကတော့တဘာဝတရားကြီးတဲ့ကအကျဉ်းတန်းဆုံးအုပ်စုလိုက်မိတ်လိုက်တဲ့မြင်ကွင်းပဲဖြစ်ပါတယ်။အမကောင်လေးဟာတွင်းဝကနေခေါင်းပြူထွက်လာတာနဲ့အထီးကောင်ရချီရဲ့ဝိုင်းရံတာကိုခံလိုက်ရပြီးသူမကိုစောင့်ကြိုနေတာကတော့အလှည့်ကျမိတ်လိုက်ခြင်းပဲဖြစ်ပါတယ်။ဒီအချိန်မှာအမကောင်လေးဟာဒီရက်ဆက်ကြမ်းကြုတ်တဲ့မျိုးပွားခြင်းဖြစ်စဉ်ကနေအသက်ရှင်လျက်လွတ်မြောက်ဖို့တိတ်တဆိတ်ဆူတောင်းနေုံကလွဲပြီးဘာမှမလုပ်နိုင်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ဒီလောက်များပြားတဲ့အထီးတွေနဲ့ရင်ဆိုင်ရချိန်မှာနည်းနည်းလေးပေါ်ဆမိတာနဲ့အပြင်းအထန်ဒဏ်ရာရနိုင်တယ်လို့အရှင်လက်လက်ဆွဲပြဲခံရနိုင်ခြင်းရှိလို့ပါပဲ။သူတို့ကတော့ဩစတြေးလျအနောက်ပိုင်း6သွေးတဲ့ဒေသတွေကနေလာတဲ့ကမ္ဘာအကြီးဆုံးပြားအမျိုးအစားဖြစ်တဲ့ဒေါ်ဆန်မြေတွင်းအောင်ပြားတွေပဲဖြစ်ပါတယ်။မျိုးပွားရာသီရောက်လာတိုင်းဒေါ်ဆန်ပြားတွေဟာအလွန်ရှုပ်ထွေးကြမ်းတမ်းတဲ့မိတ်လိုက်ခွင့်လူပွဲကြီးကိုဆင်နွှဲလေးရှိကြပါတယ်။ဒီအချိန်မှာတစ်နှစ်ပတ်လုံးအတိုက်ထဲမှာပုံအောင်နေခဲ့တဲ့အမတွေဟာအဖော်ရှာဖို့တွင်းထဲကနေစတင်ထွက်ခွာလာကြပါတယ်။အမတွေဟာသူတို့ဘဝတသက်တာမှာတစ်ချိန်သာမိတ်လိုက်လေးရှိတာကြောင့်တွင်းဝရဲ့အပေါ်ဘက်လေထဲမှာအထီးကောင်ရေများစွာဟာမိတ်လိုက်ဖို့အသင့်ဆောင်ဆိုင်ရင်ဝဲပြန်နေကြပါတယ်။အမရီစီကထွက်ပေါ်လာတဲ့ထူးခြားတဲ့ရနံကအနက်ခံပြီးရောက်လာတဲ့အထီးဆယ်ကနန်းလောက်ကိုအလင်းအမြန်ဆွဲဆောင်နိုင်ခဲ့ပြီးတွင်းဝကိုဝိုင်းရံထားကြပါတယ်။ဒါပေမဲ့အမကောင်ကတော့အဖော်တကောင်တည်းကိုသာလိုအပ်တာပါ။ဒီလောက်များပြားတဲ့လိုက်လံပိုးပန်းသူတွေနဲ့ရင်ဆိုင်ရချိန်မှာသူမဟာကြောက်လန့်ပြီးတွင်းထဲမှာပုံနေကအပြင်ထွက်ဖို့တွန့်ဆုတ်နေခဲ့ပါတယ်။ဒါဟာအလွန်ပညာသားပါတဲ့ရွေးချယ်မှုတစ်ခုပါပဲ။အပြင်ဘက်မှာစောင့်နေတဲ့အထီးတွေဟာတကောင်နဲ့တကောင်ကြည့်မရဖြစ်လာကြပြီးမိတ်လိုက်ခွင့်ရဖို့အတွက်အချင်းချင်းတပ်ပုတ်ကြိုက်ဖြစ်ကြပါတော့တယ်။အခြားတစ်ဖက်မှာတော့အမတကောင်ဟာကန်ဆန်းကြည့်ဖို့တွင်းထဲကနေထွက်လာခဲ့ပါတယ်။ဒါပေမဲ့အခြေအနေကသူမမျှော်လင့်ထားတာထက်ပိုဆိုးနေခဲ့ပါတယ်။သူမတွင်မြင်ကိုအပြည့်အဝမထွက်ရသေးခင်မှာပဲဘေးမှာစောင့်နေတဲ့အထီးတွေကသူမကိုအကြံပဒံဆွဲထုတ်သွားကြပါတယ်။အဲ့ဒီနောက်မှာတော့ပြားဥကြီးကမိတ်လိုက်ဖို့ဝိုင်းအောင်လာကြပါတော့တယ်။ဒီရှုပ်ထွေးတဲ့ဖြစ်စဉ်အတွင်းမှာအမကောင်ဟာကိုလုံးအနှံ့ဒဏ်ရာတွေရနိုင်တယ်လို့အစိုးဆုံးအခြေအနေမှာတော့အပိုင်းပိုင်းဆွဲဖြဲခံရနိုင်ပါတယ်။အမကောင်တေဆုံးသွားတဲ့အခါမှာတော့ပိုးပြီးအံ့ဩစရာကောင်းတဲ့မြင်ကွင်းတစ်ခုပေါ်လာပါတော့တယ်။အမရဲ့ခန္ဓာကိုယ်ဟာအပိုင်းပိုင်းပြတ်တောက်သွားပေမဲ့လည်းသူမကိုယ်ပေါ်ကရနံကအထီးတွေကိုလာရောက်မိတ်လိုက်ဖို့ဆွဲဆောင်နေစေဖြစ်ပါတယ်။တွင်းထဲမှာပုံနေတဲ့အစောပိုင်းကအမကောင်လေးဟာအပြင်ဘက်ကအခြေအနေကိုသတိထားပြီးစောင့်ကြည့်နေခဲ့ပါတယ်။ကံကောင်းထောက်မစွာနဲ့ဒီအချိန်မှာတွင်းဝမှာအထီးတစ်ကောင်လေးသာကြန့်ရှိနေပါတော့တယ်။အမကောင်လေးဟာအတိုက်ထဲကနေအလျင်မြန်ထွက်လာပြီးအဲ့ဒီအထီးနောက်ကိုလိုက်ကလုံခြုံတဲ့နေရာတစ်ခုမှာရှက်ကြောက်ချင်းကင်းမဲ့စွာနဲ့မိတ်လိုက်ပါတော့တယ်။ဒါပေမဲ့ဒီအထီးကစောက်ကျင့်မကောင်းတဲ့ကောင်ဖြစ်နေမယ်လို့ဘယ်သူကထင်ပါလဲ။မိတ်လိုက်ပြီးတာနဲ့အထီးကသူမအပေါ်စိတ်ဝင်စားမှုကုံဆုံးသွားပြီးဓာတ်ရိုက်ပြန်တန်းထွက်ခွာသွားတာကြောင့်အမကောင်လေးခမအထီးကျန်စွာနဲ့ကြံရစ်ခဲ့ရပါတော့တယ်။